အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ထန်းဆိုတဲ့ channel လေးကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့အေးရဝင်ပုံမြင်လေးလို့ပဲသဘောထားပြီးတော့နားထောင်ပေးကြပါရန်အားလုံးမေတ္တာရက်ခံပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe ပါလေးလုပ်ပေးထားကြဖို့အားလုံးတောင်းဆိုချင်ပါတယ်ခင်ဗျာဒီနေ့တင်ဆက်ပြီးမှာကတော့ကောင်းရင်းတုပ်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်လွန်ခဲ့တဲ့နေ့အနည်းငယ်လောက်ကပေါ့ဗျာရွာတရွာရှိတယ်ဗျအဲ့ဒီရွာရဲ့ရွာအစုံဘေးမှာလင်မယားနှစ်ယောက်ကစိတ်တွေနွားတွေမွေးပြီးကမှမွေးမြူတွေလှုပ်ပြီးတော့မှအခြေပြုရဲ့လင်မယားနှစ်ယောက်ရှိတယ်အဲ့ဒီလင်မယားမှာချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ရှိတယ်ဗျအဲ့ဒီချစ်စရာကောင်းတဲ့သမီးလေးကိုပဲအကြောင်းပြုပြီးတော့ကောင်းချင်းတုပ်ဆိုတဲ့ပုံစံလေးဖြစ်လာပါတော့တယ်မိမဘာလဲကိုရဲ့အေးမနှက်ဖက်ကြရင်ငါလိုအပ်တာလေးတွေမြေဒီမျိုးသားလေးလိုအပ်တာလေးတွေနဲ့နွားတွေစိတ်တွေရဲ့လိုအပ်တာလေးတွေကမြို့ကိုတက်ပြီးတော့ဈေးဝဝယ်အောင်မယ်။အော်ဟုတ်ကဲ့ဈေးဝဝယ်ဘာတွေမြတ်လိုအပ်လဲ။တူဘာမြတ်လိုမှလဲကွာ။လမ်းမှာစားဖို့ကောင်းချင်းတုပ်လေးပါကြီးထုတ်ပေးလိုက်ပေါ့။ဟုတ်ဒီလိုနဲ့ပဲမိမဖြစ်သူကယောက်ျားဖြစ်သူကောင်းချင်းတုပ်တွေထုတ်ပေးတယ်ဗျ။ကောင်းချင်းတုပ်ကအလုံးပေါင်း၄တုပ်ထုတ်ပြီးတော့ယောက်ျားဖြစ်သူမနဲ့စောစီစီပဲမြို့ပေါ်တက်ဖို့အတွက်နွားလဲကိုပြင်ဆင်ပြီးတော့နွားလဲမောင်းသွားတော့တယ်သူမြို့မတက်ခင်မှာသူသမီးလေးအတွက်ကောင်းချင်းတို့တထုပ်ပေးခဲ့တယ်ဗျအဲ့ဒီသတင်းကိုဘသူကကြားလဲဆိုတော့တခိုးကလည်းကြားတယ်ဒီနေ့မနေ့စောမှာဒီလူကမြို့ကိုသွားမယ်ဆိုတာကိုဒီသတင်းကိုတခိုးကကြားထားတယ်ဗျအဲ့ဒါနဲ့ပဲတခိုးကလည်းအဲ့ဒီလူထွက်သွားတဲ့အချင်းလေးစပြီးတော့မှနွားချန်တွေကိုဝင်ပြီးတော့နွားမွေးတွေကိုလိုက်တတ်တယ်ဗျနွားမွေးတွေဘယ်နွားကောင်းလဲပေါ့ဗျာဒီလိုနဲ့လိုက်တက်ချင်းနဲ့ပဲသူ့ရဲ့နွားမွေးတွေကိုမကြိုက်ဘူးဖြစ်နေတာဘယ်နွားကောင်းမလဲနွားချိုင်နဲ့ဝင်ပြီးလိုက်တက်နေတာအဲ့ဒီအချိန်မှာကြားရလဲဘာဖြစ်လဲဆိုတော့နွားချန်ပေးနာကနေပြီးတော့နွားအနှောင်ရပြီးတော့ကြားရလဲနွားတွေကိုဝင်ဆွဲဖို့အတွက်ချောင်းနေတာဗျာဒီချိန်မှာခလေးကနေထငိုတယ်ခလေးကလည်းငိုတော့သူ့အမိကနက်ကအခုမှ3 နာရီလောက်ပဲရှိသေးတယ်ဆိုတော့သူသမီးလေးကိုချော့တာပေါ့သမီးလေးရဲ့တိတ်ဟိုမှာတာသမီးလေးကိုမြောက်ကြီးကြိုက်လိမ့်မယ်မြောက်ကြီးဆိုဒါလည်းခလေးကအငိုမတိတ်ဘူးငိုပြန်တာပဲသမီးလေးရဲ့တိတ်သမီးလေးကိုလေဟိုမှာကြားကြီးကြိုက်လိမ့်မယ်ကြားကြီးဆိုဒါလည်းခလေးကငိုတာပဲအဲသမီးလေးကိုစင်းကြိုက်လိမ့်မယ်စင်းဆိုခလေးကငိုပြန်တာပဲဒီလိုချော့နေတာဟာကိုကြားကြီးကကြားပါတာအမေဒီကလေးကကျွန်တော်တက်တီကောင်းတာပဲငါ့ကိုကြားကိုလည်းမကြောက်ဘူးမစင်ကြီးကိုလည်းမကြောက်ဘူးဒီကလေးကကျွန်တော်တက်တီကောင်းတဲ့ကလေးပဲဒါနဲ့ကြားကြီးကဆက်ပြီးနားထောင်နေတာကလေးငိုတာကိုဆက်ပြီးနားထောင်သူ့မိရထက်ချော့အကောင်မျိုးစုံနဲ့ချော့တာဘလို့မှချော့မရဘူးကလေးကငိုတာနောက်ဆုံးတော့သူ့အဖေပေးခဲ့တဲ့ကောင်းချင်းတုပ်ကိုသတိရသွားပြီးတော့သမီးလေးကောင်းချင်းတုပ်ဆိုအဲ့ဒီချိန်မှာကလေးကစားစရာဆိုတော့ဗျာကလေးကတိကလေးဆိုတိရက်သွားပြီးကမှအငိုတိတ်သွားတယ်အငိုလည်းတိတ်ကောကြားကြီးအဲ့ကြမှာဘာတွေးလဲဆိုတော့အမေဒီကောင်မလေးကငါ့ကိုလည်းမကြောက်ဘူးစင်ကြီးကိုလည်းမကြောက်ဘူးဂလုံးတွေလည်းမကြောက်ဘူးငကားတွေလည်းမကြောက်ဒီကောင်မလေးကြောက်တာကောင်းကြီးတုပ်ဆိုတဲ့သတ္တဝါကြီးကတော်တော်လေးတော့ကြောက်ဖို့ကောင်းမယ်တူတယ်အေးဘာပဲဖြစ်လေငါလည်းကောင်းကြီးတုပ်ဆိုတဲ့သတ္တဝါကြီးကိုတော့တတိဝရိယနဲ့ထားမှဖြစ်မှာဒီလိုနဲ့သူကလည်းနွားချက်ဘီနာကိုကတ်သွားကြားကြီးကလည်းနွားချက်ဘီနာကိုကတ်သွားရောကလက်ကတ်တော့စောနကနွားချက်နဲ့ဝင်နေတဲ့တခိုးကလည်းဖြစ်ချင်တော့နွားမွေးလိုက်တက်ချင်းနဲ့ကြားဝင်လာတာကို तू ကလည်းမသိတဲ့အခါကျတော့ကြားမွေးကိုသွားပြီးတတ်မိကြားမွေးကိုဝတ်တက်လိုက်တဲ့အခါကျတော့တအားကောင်းနူးညံ့ပြီဟာဒီနွားတော်တော်ကောင်းတာပဲကြားမွေးကိုသွားတက်လိုက်တဲ့အချိန်မှာတည်းကကြားကြီးကဘာဖြစ်လဲဆိုတော့ကြားကြီးရဲ့စိတ်ထဲမှာစောနကကောင်းကြီးလို့ဆိုတဲ့တရဝါကြီးကိုကြောက်နေတာလေ तू ကကြားမွေးကိုသွားတက်လိုက်တာတခိုးကကြားမွေးလက်တက်ကောမလီဒုက္ခပဲငါ့တော့ကောင်းချင်းတို့ဆိုတဲ့တရဝါကြီးကစားမှုလားမသိငါအမွေးလာတက်နေပြီကြားရဲ့စိတ်ထဲမှာထင်လိုက်တာပေါ့ဗျာတခိုးကလည်းဘာပြောကောင်းမလဲမလေးဒီနွားကတိတ်ရမ်းကောင်းနေဆိုပြီးကဘာပြောညာပြောနေသူ့အသားနေရွက်ကနေဆွဲပြီးထုတ်သွားတာကြားကြီးကလည်းအမလေးငါ့တော့ကောင်းချင်းတို့ကြီးစားပါပြီဆိုပြီးတော့ချန်ပီယံအသားလေးထွက်သွားချန်ပီယံလဲရောက်တခိုးကခါတဲ့ကြားကြီးရဲ့ခုတ်ပေါ်လွှားခလဲဆိုခုံတက်လိုက်တာကြားကြီးကလည်းဘာပြောကောင်းမလဲတ
သူ့ဘောကောင်းကြီးတုပ်ကြီးတက်ပြီးဆိုပြီးတုံတုံရီရီနဲ့အရှိကိုတလန်းကြီးဒီခြံပေါက်ဝါးကြီးထွက်သွားခြံပေါက်ဝါးလည်းကြောတခုကဘာပြောညာပြောနေသူ့ရဲ့တင်မောက်လဝါနဲ့ဗျောင်းလို့သူရိုက်ချတာကြာကြီးကြောက်လက်နဲ့အော်ပြီးပြေးထဲတာခါတဲ့ကစုံပြစ်ပြီးကမှပြေးတာပြင်းနဲ့ဘယ်လိုရောက်သွားလဲဆိုတော့ဟာလာတာနေတဲ့အရှိကိုရောက်သွားလာတာတဲ့ရှိတဲ့ရောက်တခုကကြည့်မလေးငါစီးရတယ်နွားဘိုးလည်းမပါဘာလည်းမပါဘာကောင်းကြီးလဲပေါ့တခြားလက်ကြည့်ကြာကြီးဖြစ်မလေးကြားကြီးချဆိုပြီးတခုကလည်းကြားဆိုတော့ကြောက်တာပေါ့ဗျာတခုကကြားဆိုတော့ကြောက်တော့အပေါ်မှာတစ်ဆက်တုံးနေတာပေါ့တစ်ဆက်တုံးနေတဲ့ခါကျတော့အောက်ကကြားကြီးကဘာတွေးလဲဆိုတော့အမလေးကောင်းကြီးတို့ကြီးကတော့ဒေါသထွက်လာပြီငါ့တော့စားတော့မှာပဲအော်တော့စားတော့မှာပဲဆိုပြီးတော့တခါတည်းဘာမှမပြောဘဲနဲ့တခုကလည်းသူ့ကိုကြောက်ကြားလည်းသူ့ကိုကြောက်အစုံပေါက်ပြီးပြေးနဲ့နောက်ဆုံးတော့ခါတခုကရေအိုင်နာလည်းကြားကြောက်ရေအိုင်ဘောဒိုင်မင်ပြစ်ပြီးထိုးချလိုက်တာဝုန်းဆိုအခုလည်းအောက်လည်းကြာကြီးကလည်းကစုံပြစ်ပြီးကမှအော်ဟစ်ပြီးကမှတောထဲဝင်ပြေးသွားတာဟုတ်ကဲ့ခါမြအခုပုံမြင်လေးကိုနားထောင်ပြီးတော့တိုင်းနေတက်တဲ့ဆိုတော့ like subscribe ပါလေးလုပ်ပေးထားကြဖို့မမေ့ပါနဲ့ဗျာအားလုံးကျေးဇူးတင်ပါတယ်